အဖိုးကြီးတယောက်ကမိန်းကလေးကိုလှမ်းဖမ်းပြီးဘတ်စကားပေါ်မတက်နိုင်အောင်တားလိုက်တယ်ကားဆရာကလည်းသူမကိုမကူညီပဲမောင်းထွက်သွားတာပေါ့အဲ့ဒီအချိန်မှာပဲဂျီအာကဘတ်စကားပေါ်မှာထူးဆန်းတဲ့အရာတစ်ခုကိုရုတ်တရက်မြင်လိုက်ရတယ်သူမကအဖိုးကြီးကိုပြန်ကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်လုံးတွေကြောင့်လန့်ဖြတ်သွားရတယ်ဂျီအာလည်းအဖိုးကြီးရဲ့လက်ထဲကနေယုံထွက်လိုက်ပေမဲ့ဘတ်စကားကထွက်သွားပြီလေအဖိုးကြီးကကြည့်ရတာမူးနေပုံပဲဂျီအာလည်းတခြားရွေးချယ်စရာမရှိတာနဲ့အဖိုးကြီးကိုကြောပိုးပြီးအိမ်ပြန်ပို့ပေးခဲ့ရတယ်ခဏနေတော့သူမတစ်ခုခုမားနေပြီဆိုတာခံစားလိုက်ရတယ်အဖိုးကြီးရဲ့အသက်ရှူတံကိုမကြားရတော့ဘူးအဲ့ဒီနောက်ဖိုးကြီးရဲ့လက်တွေကဂျီအာရဲ့လက်ဘင်းကိုအတင်းညစ်လာပါလေရောဂျီအာတက်ရှူချက်ပြီးတေခါနီးအချိန်မှာပဲအဖိုးကြီးကလက်ကိုလှုပ်ပေးပြီးသူမကိုထူးဆန်းတဲ့စကားတစ်ခုပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲတက္ကစီတစ်စီးဖြတ်မောင်းလာတာနဲ့ဂျီအာလည်းအမြန်လန်းတားလိုက်တယ်သူမကအဖိုးကြီးကိုကားပေါ်တက်ဖို့လမ်းပြောမလို့လုပ်တဲ့အချိန်မှာအဖိုးကြီးကတက်ကွယ်သွားပြီဆိုတာသိလိုက်ရတယ်သူမကကားဆရာကိုအဖိုးကြီးဘယ်ရောက်သွားလဲလို့မေးတဲ့အခါမှာတော့ကားဆရာကအစကတည်းကမင်းတယောက်တည်းကိုပဲမြင်တာပါလို့ပြန်ဖြေခဲ့တယ်ဂျီအာတယောက်လုံးဝကိုစွန့်အသွားပြီးကြောက်လန့်တကြားနဲ့တက်စီပေါ်အမြန်တက်လိုက်တာပေါ့မကြခင်မှာပဲတက်စီကရက်သွားတယ်ဂျီအာရှိကိုကြည့်လိုက်တော့စောစောကဘတ်စကားကြီးကိုတွေးလိုက်ရတယ်သူမပါစက်ကိုလက်နဲ့အုပ်ပြီးအံ့ဩသွားရတယ်ဒါစောစောကသူမလွဲသွားတဲ့ကားကြီးလေးအဲ့ဒီတော့မှဂျီအာနားလဲသွားတော့တယ်အဲ့ဒီအဖိုးကြီးကသူမအသက်ကိုကယ်ခဲ့တာပဲပိုပြီးထိတ်လန့်မှုကောင်းတာကဒီလမ်းကိုမြေကွေးတောင်ကုန်းလို့ခေါ်တာပါသူမနဲ့သူမမိဘတွေဒီနေရာမှာပဲကားအက်ဆီဒင့်ဖြစ်ခဲ့ဘူးလေထူးဆန်းတာကသူမကလွဲလို့မိဘနှစ်ပါးလုံးပျောက်ဆုံးသွားခဲ့တာအခုဆို22နှစ်တောင်ရှိခဲ့ပြီးကြောက်နေပေမဲ့လည်းဂျီအာကဘတ်စကားဘုတ်ကိုတက်သွားခဲ့တယ်ကားဘော်ကလူတွေအားလုံးသိနေတာကိုသူမတွေးလိုက်ရတယ်ဒါပေမဲ့မိန်းကလေးတယောက်ကတော့အသက်ရှင်နေသေးလို့သူမကနှိုးကြည့်လိုက်တယ်အဲ့ဒီမိန်းကလေးရုတ်တရက်မျက်လုံးပွင့်လာတဲ့အခါဂျီအာလန်သွားရပြန်တယ်စောစောကဘတ်စကားပေါ်မှာမြင်ခဲ့ရတဲ့လှုပ်ဝက်ဆန်းကျဲတဲ့လူကိုသူမသတိရသွားတယ်သူအခုဒီမှာမရှိတော့ဘူးဒါသူလောက်တာများလားနောက်နေ့မှာဂျီအာကအဲ့ဒီမိန်းကလေးစီသွားတွေ့တယ်ပြီးတော့လှုပ်ဝက်ဆန်းကျဲတဲ့လူရဲ့တပ်ပုံကိုပြလိုက်တယ်မိန်းကလေးကတပ်ပုံကိုမြင်တာနဲ့ကြောက်လန့်တကြားဖြစ်သွားပြီးဒီလူကမင်းကိုလာတက်လိုက်မယ်လို့ဂျီအာကိုပြောပြခဲ့တယ်ဒါကိုကြားပြီးတာနဲ့ဂျီအာလည်းရဲစီချက်ချင်းဖုန်းဆက်ပြီးအဲ့ဒီမိန်းကလေးကိုစောက်ရှောက်ပေးဖို့အကူအညီတောင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲလူတယောက်သူမစီလျှောက်လာတယ်သူဟာမင်းညကလူဖြစ်ဘလို့ဂျီအာတယောက်22နှစ်လုံးလုံးလိုက်ရှာနေတဲ့သူလည်းဖြစ်နေတယ်သူ့နာမည်ကအီယွန်းနဲ့သူတို့နှစ်ယောက်တယောက်ကိုတယောက်စိုက်ကြည့်နေကြတယ်တယောက်ချင်းစီမှာကိုစီတွေးတွေနဲ့ပေါ့သူတို့နှစ်ယောက်ထိုင်စကားပြောတဲ့အခါဂျီအာကဒါတွေအားလုံးကိုရှင်းလုပ်တာလားလို့မေးတယ်အီယွန်းကဝင်လဲမခံတယ်လို့ညင်းလဲမညင်းဘူးသူကတက်တေအရင်ရှာဦးလို့ပြောပြီးထွက်သွားတယ်တကောင်ရအချိန်မှာတော့တစုံတယောက်ကအဲ့ဒီမိန်းကလေးကိုလှုပ်ကြံဖို့ကြိုးစားခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့အချိန်မီကတင်နိုင်ခဲ့တယ်မင်းကလေးကကြောက်လန့်နေတာကြောင့်ဂျီအာရဲ့အိမ်မှာတညလောက်လိုက်နေဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့တကယ်ကိုထိတ်လန့်မှုကောင်းတာကတော့ဂျီအာတကားပိတ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီမင်းကလေးရဲ့မျက်နှာမှာကြောက်စရာကောင်းတဲ့အပြုံးတစ်ခုပေါ်လာတာပါပဲ